content writer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဘယ်လိုအခြေခံချက်တွေလိုရလဲဆိုတဲ့ topic လေးကိုဒီနေ့မှာရှင်းပြပေးချင်ပါတယ်။ content writer ဆိုတာကြတော့ဗျာဒီ content ဆိုတာအကြောင်းအရာ writer ဆိုတာရေးသားသူပေါ့နော်။အကြောင်းအရာရေးသားသူတို့ကျွန်တော်တို့ကအလွယ်လေးအဓိပ္ပာယ်ပြန်လိုက်လို့ရတယ်။နော်မြန်မာနိုင်ငံမှာတော့ဒါ content writer ဆိုတာတော်တော်များများ Facebook platform ပေါ်မှာပဲရပ်တည်ကြတာများတယ်။ဒီတော့အခုကြည့်နေတဲ့လူကလည်းcontent writer ဖြစ်ကျင်တယ်ဆိုရင်လုံးဆောင်ရမယ့်အချက်လေးတွေရှိတယ်နော်။ပထမဆုံးအချက်ကလေ့လာမှမပြင်းဖို့လိုတယ်။သူတို့ပဲ research ပေါ့နော်။ဟိုကcustomer အကြောင်းတွေသိဖို့လိုတယ် audience အကြောင်းတွေသိဖို့လိုတယ် market အကြောင်းတွေသိဖို့လိုတယ်เนาะ product knowledge တွေသိဖို့လိုတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကတစ်ဆင့်ချင်းတစ်ခုချင်းလေ့လာရတယ်ဆိုတော့ continuous learning ပေါ့เนาะအမြဲမပြတ်လေ့လာစီးပူးနေရမယ်ပေါ့ဗျာနောက်တစ်ချက်ကတော့ communication skill ကောင်းဖို့လိုတယ်အဲ့လိုသာပြောတာကျွန်တော်လည်းအရင် communication skill ကောင်းနေတဲ့မှာတော့မပါဘူးဒါပေမဲ့အများကြီးကျင့်ယူနေရတော့မယ်ပေါ့เนาะအဲ့ဖြစ်ကိုကဒါ content writer လုပ်မယ်ဆိုရင် full time ပဲလုပ်လို့ freelance ပဲလုပ်လို့ပေါ့နော် full time လုပ်မယ်ဆိုရင် account executive တွေတခြားသက်ဆိုင်ရာတာဝန်ရှိလူကြီးနဲ့ပြောဆိုဆက်သွယ်ရတာရှိတယ်เนาะ freelance လုပ်မယ်ဆိုရင်တော့ဒါ client တွေနဲ့ပြောဆိုဆက်သွယ်ရတယ်အဲ့တော့ကျွန်တော်တို့မှာလည်းဒါ communication ကောင်းဖို့အထိုက်လျောက်အရေးကြီးပါတယ်နောက်ဆုံးအချက်ကတော့ creative thinking skill ကောင်းဖို့လိုတယ် content writer ဆိုတာကြတော့ဒီ content တွေကိုမတူညီတဲ့ရှုထောင့်ကနေပြီးတော့ဖန်တီးရေးသားတာဖြစ်တဲ့အတွက်နော် creative thinking ကောင်းမှုတော့လိုတယ်နော်အဲ့ဒီ skill ရှိမှကိုက content တွေရေးတဲ့အခါ idea block ဖြစ်တာတို့နော် content တွေဖန်တီးရတာအဆင်မပြေတာတို့ဒါတွေလုံးဝမဖြစ်တော့မှာနော်ဒါကြောင့်ကျွန်တော်တို့က content writer လုပ်မယ်ဆိုရင် creative thinking skill ကလည်းအဓိကလိုအပ်ပါတယ်ဒီချက်၃ချက်ကဒါ content writer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်အဓိကကြားတဲ့အခြေခံအချက်တွေဖြစ်ပါတယ်